စကလုံးဒီမှာတမိုင်းကိုပြောင်းလဲပြနိုင်တဲ့တန်ခိုးရှိတဲ့ဆိုရင်ဘယ်လိုလုပ်မလဲစဉ်းစားကြည့်ဘူးလားဟုတ်ပါတယ်ရှေးခေတ်အစ္စရေးမှာအဲ့ဒီလိုစွမ်းအားကိုပိုင်ဆိုင်ခဲ့တယ်လို့ယုံကြည်ရတဲ့ prophet တွေရှိခဲ့တယ်ဒီနေ့သူတို့ရဲ့နည်းနည်းလာတဲ့ကဘာအဲကိုကျွန်တော်တို့အတူတူခွေးထွက်ကြည့်ကြအောင်ဟုတ်ကဲ့ဒီမျိုးခွန်ကကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာရဲ့နှလုံးသားပါပဲ prophet ဆိုတာကိုအနာဂတ်ဟောသူတက်တဲ့လို့ပဲကျွန်တော်တို့သိထားကြတာများတယ်ဒါပေမဲ့တကယ်တမ်းမှအဲ့ဒီအမြင်တက်အများကြီးပုံနဲ့ဆိုင်ပါတယ်သူတို့ရဲ့နှုတ်ထွက်စကားလုံးကြီးမှာတကယ်ပဲဖန်တီးနိုင်စွမ်းရှိခဲ့တယ်လားဆိုတာကိုတူဆွကြည့်ကြမှာပါဆိုတော့ရှေးခေတ် prophet တွေထောက်ကတော့လေသူတို့ပြောတဲ့စကားဆိုတာကတည်င်းပေါ်နေတာတော့ပဲမဟုတ်ဘူးအဲ့ဒါဟာအနာဂတ်မှာဖြစ်လာမယ့်အရာကိုပြစ္ဆုတ်ပံမှာတင်အသက်သွင်းလိုက်တဲ့ဖန်တီးမှုစွမ်းအားတစ်ခုလိုပဲပြောရရင်စကလုံးကဖြစ်ပျက်ကိုဖန်တီးတယ်ဆိုတဲ့အယူဆဖို့ဟုတ်ပြီဒါဆို prophet ဆိုတာဘယ်သူတွေလဲအနာဂတ်ကိုကြိုမြင်တဲ့သူတွေလို့ကျွန်တော်ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့တကယ်တမ်းတော့သူတို့ဟာဖျားသခင်ရဲ့တဏ္ဍမန်တွေဖြစ်တဲ့အန်ဒယ်များတဲ့နိုင်ငံရေးလောကထဲမှာတက်တက်ကြွကြွလူရှားခဲ့ရသူတွေပါဟီဘရူးဘာသာစကားမှာ prophet ကိုနာဘီလို့ခေါ်တယ်အတိတ်ပဲကတော့တန်တမန်ဓမ္မမောင်တည်င်းစကားပို့ဆောင်တို့ပေါ့သူတို့ကကောင်းကင်ဘုံကနေတိုက်ရိုက်ဆေးလွတ်လိုက်တဲ့ကိုစားလေတွေလိုပဲသူတို့ရဲ့တာဝန်ကရိုးရိုးလေးမဟုတ်ဘူးနော်ဘယင်တွေနိုင်ငံတွေရဲ့အရေးမှာတိုက်ရိုက်ဝင်ရောက်ဆွတ်ဖတ်ဖို့ပဲသူတို့ရဲ့တာဝန်တွေကိုချီလန်းတကယ်အံ့ဩစရာကောင်းတဲ့ဘေးအန်ဒီကိုပြီးတိတ်ပေးတဲ့နန်းချတဲ့နိုင်ငံခြားရဲ့မူဝါဒနဲ့စစ်ရေးတွေမှာတော့ဝင်ပါတယ်ဆိုတော့ဒါကဘာသာရေးအလုပ်တတ်မဟုတ်တော့ဘူးပြောရင်တိုက်ပြီးအာဏာတော်တိုက်ရိုက်ထိုင်းချောင်းတဲ့အလွန်အရေးကြီးတဲ့တာဝန်တွေဖြစ်နေကြတာဥပမာတစ်ခုပြောပြမယ်ဘင်းတဘာကိုဟဒရတ်ဖျားက prophet တယောက်ကနေတဆင့်ပြောလိုက်တဲ့စကားကငါပေးတဲ့အရာကိုငါပြန်ယူမယ်တဲ့ဒီစကလုံးနည်းနည်းလေးကအသက်ပေးခြင်းနဲ့တေချင်းတရားကိုစွန့်ဖြတ်နိုင်လောက်အောင်သူတို့ရဲ့အာဏာဘယ်လောက်ကြီးမားတယ်ဆိုတာကိုကောင်းကောင်းကြီးမြင်သားစေတယ်โอเคဒီလိုတော့အာနာပြင်းတဲ့သတင်းစကားတွေကိုသူတို့ဘလို့နည်းနဲ့ပေးဖို့ခေကြတယ်လဲဆိုတော့အဓိကတော့သူတို့ရဲ့စကလုံးတွေပဲပေါ့ရှေးကင်းမြန်မာစကလုံးတွေမှာတကယ်ကိုထူးခြားတဲ့တန်ခိုးအစွမ်းရှိတယ်လို့ယုံကြည်ခဲ့ကြတယ်ဒီအယူအဆကနည်းနည်းတော့နည်းနည်းတယ်အဓိကတော့စကားပြောတယ်ဆိုတာဖော်ပြနေတာတတ်တယ်မဟုတ်ဘူးဖန်တီးနေတာလည်းဖြစ်တယ်ဆိုတာပါပဲဥပမာကြောက်တုံးလို့ပြောလိုက်လေအဲ့ဒီစကားလုံးထဲမှာကြောက်တုံးရဲ့ပင်ကိုတဘာဝသူ့ရဲ့အစွမ်းတတိတွေပါဝင်နေတယ်လို့ယူဆကြတယ်စကားလုံးနဲ့အရာဝတ္ထုကခွဲလို့မရအောင်ဆက်ဆက်နေတယ်ပေါ့ပညာရှင် Grad von Red ကဒီယူအစကိုဒီလိုရှင်းပြထားတယ်သူကကြိုးချောင်းစီလော်စွာရှင်းပြဖို့ခက်ခဲတဲ့နီလန်းနဲ့စကားလုံးတိုင်းမှာအရာဝတ္ထုရဲ့တကယ်အစိတ်ပိုင်းတစ်ခုပါဝင်နေတယ်လို့ဆိုတယ်ပြောရရင်စကလုံးဆိုတာအရာဝတ္ထုရဲ့ပုံရိပ်တစ်ခုသူ့ရဲ့အသက်တစ်ပိုင်းတစ်ဆက်လို့ဖြစ်နေတာပေါ့ဒီဖန်တီးနိုင်စွမ်းကိုပုံစံနှမျိုးနဲ့ဖော်ပြလေးရှိတယ်တခါလေကျတော့ prophet ရဲ့ခန္ဓာကိုယ်ကိုယ်တိုင်ကသတင်းစကားဖြစ်လာတယ်ဥပမာ prophet ဟီရှာယဆိုရင်အဝိမပါပဲ3နှစ်ကြာလမ်းလျှောက်ခဲ့တယ်ဒါဟာနောက်တစ်ချိန်မှာဖြစ်လာမယ့်ပြည်နေတန်ကိုလူတွေမျက်စိနဲ့ဆွဲတော့အောင်တက်ရှိလက္ခဏာဖြစ်ပြလိုက်တာပဲနောက်တစ်မျိုးကတော့ပို့ပြီးတိုက်ရိုက်ကြတယ်နှုတ်ကထွက်ချက်စကားလုံးကိုယ်တိုင်ကအဖြစ်လာတာပဲစကားလုံးတွေကလက်တွေ့ဘဝကိုပုံဖော်နိုင်တယ်ဆိုမှတော့တမိုင်းနဲ့အချင်းအပေါ်ထားတဲ့ကျွန်တော်တို့ရဲ့အမြင်ကိုရောပုံဖော်နိုင်မလားအဖေကနိုင်တာပေါ့ prophet တွေက Israel လူမျိုးတွေအတွက်အချင်းနဲ့ပတ်သက်တဲ့အမြင်တစ်ခုကိုယူဆောင်လာခဲ့ပြီးအဲ့ဒါကတကယ်ကိုဒေါ်လာနဲ့တွေးခေါ်တစ်ခုဖြစ်ခဲ့ပါတယ်ဆိုတော့အဲ့ဒီခေတ်ကအရှိအလဲပိုင်းပါဗောနော်လူအများစုကအချင်းကိုတန်တရားလဲတဲ့စက်ဝိုင်းတစ်ခုလို့မြင်ကြတယ်။နှွေးမိုးဆောင်ယာဒီတွေလဲပတ်နေတယ်လို့တမိုင်းကလည်းထက်ခါဖြစ်နေတယ်လို့တွေးခဲ့ကြတယ်။ဒါပေမဲ့ Israel တွေကတော့မတူဘူး။သူတို့ကတမိုင်းကိုအစအလဲနဲ့မျောလင့်ထားတဲ့အဆောင်တစ်ခုရှိတဲ့ဖြုံတန်းတဲ့လမ်းကြောင်းတစ်ခုဖြစ်မြင်ခဲ့ကြတယ်။သူတို့ရဲ့ယုံကြည်ခြင်းကတန်နာရီတစ်ခုပေါ်မှာပဲအခြေခံထားတာမဟုတ်ဘူး။ဘိုးဘေးရဲ့ခေတ်ကနေစအီဂျစ်ပြည်ကနေထမြောက်လာတာဒီနာတောင်မှာပတိနေပြူတာဒါဝိဒ်ဘုရင်ရဲ့နိုင်ငံတော်အထိတမိုင်းတလျှောက်မှာဖရတ်ခင်ရဲ့ကယ်တင်ခေရဲ့အဖြစ်အပျက်တွေစက်တိုက်အပေါ်မှာအခြေခံထားတာတမိုင်းကိုယ်တိုင်ကသူတို့ယုံကြည်ခြင်းရဲ့အခိုင်အမာဆုံးတက်တည်ပဲပေါ့တမိုင်းကိုရည်ရွယ်ချက်ရှိတဲ့ဖြုံတန်းတဲ့လမ်းကြောင်းတစ်ခုဖြစ်မြင်တဲ့ဒီအမြင်ကတော်တော်လေးအရေးကြီးရဲ့ဘာကြောင့်လဲဆိုတော့ဒါဟာအနောက်တိုင်းတွေးခေါ်မှာအဓိကကျတဲ့တိုးတက်မှုဆိုတဲ့အယူဆရဲ့အခြေခံအုတ်မြစ်ဖြစ်လာခဲ့လို့ပဲတမိုင်းမှာအဓိပ္ပာယ်နဲ့ဥတီချက်ရှိတယ်ဆိုတဲ့အတွေးခေါ်ရဲ့မူလဗုဒ္ဓပေါ့ဒါပေမဲ့ Israel နိုင်ငံကပြတ်ထုံချင်းနဲ့ရင်ဆိုင်လာရတဲ့အခါ prophet တွေရဲ့သတင်းစကားကလည်းအကြီးကျယ်အလဲပြောင်းဖြစ်သွားခဲ့တယ်တရားစီရင်ကြောင်းဟောပြောတာကနေဘယ်သူမှမမျှော်လင့်ချတဲ့နှရှိုင်းနဲ့မျှော်လင့်ချက်အကြောင်းကိုစပြီးတော့ဟောပြောလာကြတော့တာပဲနိုင်ငံရဲ့ပြတ်တုံးချင်းဟာအဆုံးတတ်မဟုတ်ဘူးဒါဟာအတစ်တစ်ခုရဲ့အစပဲလို့သူတို့ကကြေညာလာတယ်အဲ့လိုကြေညာရင်းနဲ့ပဲဓမ္မဟောင်းကျမ်းမှာအလွမ်းမိုးဆုံးဖြစ်လာမယ့်အတွေးခေါ်ကြီးနှစ်ခုပေါ်ထွက်လာခဲ့တယ်
ပထမတစ်ခုကတော့ Prophet Jeremy စီကလာတဲ့ပဋိညာဉ်တရားသစ်ဆိုတဲ့အယူဆပဲအဲ့ဒီအနာဂတ်မှာဥပဒေတွေကကြောက်ပြပေါ်မှာမဟုတ်တော့ဘူးလူတွေရဲ့လှုံသားထဲမှာရည်ထိုးထားမိတယ်ပြီးတော့အဖြစ်ကိုမရနိုင်မှာမဟုတ်ပဲခွင့်လွှတ်ခြင်းကအခြေခံဖြစ်လာမယ်လို့ဆိုပါတယ် နောက်တစ်ခုကတော့ပို့တောင်ထူးခြားသေးတယ်ဒုက္ခခံကြမ်းဆိုတဲ့ lyric ဆန်ကျတဲ့ပုံကိုတရားအကြောင်းပါဒီပုံကသူ့တစ်ပါးရဲ့ပြည့်အတွက်ကိုစားဝင်ပြီးဒုက္ခဝေဒနာကိုခံယူတယ်သူ့ရဲ့ဒုက္ခကသူ့တစ်ပါးကိုရွေးနှုတ်ကဲ့တင်မှုရွေးချက်ရှိတယ်ဆိုတဲ့တကယ်ကိုထူးခြားတဲ့အယူဆပါ ပရိညင်တရားတဲ့နဲ့ဒုက္ခခံကြံဒီတော်လန်တဲ့အတွေးခေါ်နှစ်ခုဟာနော်နောက်ပိုင်းပေါ်လာတဲ့ဘာသာရေးအတွေးခေါ်တွေကိုရောတမိုင်းရဲ့လားရာကိုရောအကြီးအကျယ်ပုံဖော်သွားခဲ့တာပါ အမ်ဘက်ဒီမှာမဲဆရာရှိလာပြီလွန်ခဲ့တဲ့2000ကြီးကစကားတွေကဒီနေ့အထိဘလို့များအသက်ဝင်နေနိုင်အောင်ပါလဲအဖြေကတော့ Pure Fat Future တွေရဲ့တီတန်တဲ့အမွေအနှစ်ကသူတို့ကိုအဆက်မပြတ်ပြန်လဲအသေးပဲဖွင့်ဆိုနိုင်တဲ့စွမ်းရည်မှရှိနေလို့ပါပဲ Prophet တွေကဒီလိုယုံကြည်ခဲ့ကြတာဘုရားသခင်ရဲ့နှုတ်ထွက်စကားဟာတစ်ခါပြောပြီးရင်ဘယ်တော့မှအကျိုးမဲ့မဖြစ်ဘူးခစ်ကုံမသွားမှုလို့ပေါ့ဒါဟာအချင်းတွေပြောင်းသွားပြီးမဲ့အတိတ်ပဲတက်တင်နဲ့အမြဲတမ်းရှင်သန်နေတဲ့သတင်းစကားတစ်ခုလို့ပဲ ဥပမာအနေနဲ့နာထန်ရဲ့ Prophet Future ကိုကြည့်အောင်အစားပိုင်းမှာတော့ဒါဝိဒ်မင်းရဲ့မြစ်ဆက်တီတန်ဖို့အတွက်ဟောခဲ့တာဒါပေမဲ့ယာဇုနှစ်တီကြာလာတော့အတိဘေတွေပြောင်းသွားတယ်ယောလမုန်မင်းရဲ့ဘေးမနှုတ်တော့ဖြစ်လာတယ်နောက်တော့ Israel လူမျိုးတွေအလုံးအတွက်ဖြစ်လာတယ်နောက်ဆုံးမှာတော့ဒါဝိဒ်ရဲ့မျိုးဆက်အလုံးအတွက်ဆိုပြီးအတိဘေတစ်တီနဲ့ပြန်ပြီးအသက်သွင်းခဲ့ကြတယ် ဆိုတော့ Prophet Future ရဲ့အမွေအနှစ်ဆိုတာကအတိတ်နဲ့ပစ္စုပန်ကြားကမပြီးဆုံးနိုင်တဲ့စကားဝိုင်းတစ်ခုလိုပါပဲအတိတ်ကစကားလုံးတွေကိုမျိုးဆက်တစ်တွေကအတိတ်ပဲတစ်တွေနဲ့အမြဲတမ်းပြည့်လဲအသက်သွင်းနေကြတာပေါ့ ဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အတွက်မေးခွန်းတစ်ခုကြံခဲ့ပြီဘယ်တော့မှအကျိုးမဲ့မဖြစ်နိုင်ဘူးဆိုတဲ့ဒီရှေးဟောင်းနှုတ်ထွက်စကားလေးဟာကျွန်တော်တို့ရဲ့ဒီနေ့ခေတ်ကဘာကြီးကိုရောဘာဒီများပေါက်နေအောင်မလဲအဲ့ဒါကတော့ဆက်ပြီးစဉ်းစားရတစ်ခုပါပဲ